မင်္ဂလာပါရှင်ညီမတို့ရဲ့ Resident AD မှာ Video Management တင်က2025အောက်တိုဘာလမှာလှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ချက်တွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။ EPC မီဂျိုများလွဲနေတဲ့အခန်းတွေကိုစနစ်တကျပြန်လည်တက်ဆင်ပေးခြင်း Public Drawing လက်အစတင်ဖွင့်ပေးခြင်း Resident AD မှာရှိတဲ့ဝန်ထမ်းများကိုလစာပေးခြင်းစုပေးခြင်းများပြုလုပ်ခြင်းရေကူးကန်ရေးစိမ့်သွားတဲ့အတွက်ကြောင့်စနစ်တကျပြန်လည်ဆောင်ရွက်ပေးနေခြင်း Resident AD ရဲ့တလွာ၄လွာ9လွာ6လွာမှာရှိတဲ့ရှောက်လန်းမီးတွေနဲ့ Pen House မှာရှိတဲ့အမီးလုံးတွေကိုလဲလှယ်ပေးခြင်းမိခမြန်မာကနေပြီးတော့ရေကူးကန်ထွေနီလာပေးတဲ့အတွက်ကြောင့်မန်နေဂျာ MNE များလုံခြုံရေးနဲ့အခြားဝန်ထမ်းတွေတင်ယူနေခြင်း Happy Fitness ကနေပြီးတော့ဂျင်ပစ္စည်းမီတင်းနဲ့ပြုလုပ်နေတွေကိုထွေနီလာပေးတဲ့အတွက်ကြောင့်ဝန်ထမ်းများတင်ယူနေခြင်းကျူဝဲပန်အဖုံးကိုကွန်ကရစ်အဖုံးပြုလုပ်ပေးခြင်း400 kVA generator battery တက်ဆင်ပေးခြင်း110 kVA generator ရေတိုင်ကြီးကိုစာပေအဖွဲ့ကလာရောက်စစ်ဆေးပြုပြင်ပေးနေခြင်း32 ampere magnetic conductor အသစ်တက်ဆင်ပေးခြင်း ground floor မှာရှိတဲ့ဖန်မီးကျောင်းတွေကိုအသစ်လဲလှယ်ပေးခြင်း Global Fire အဖွဲ့ကနေပြီးတော့ဝန်ထမ်းတွေကို Fire Alarm System အကြောင်းသင်ကြားပေးပြီးတော့လက်တွေ့လုပ်ဆောင်နေခြင်း Premium Diesel လေးလုံးလာရောက်ပို့ဆောင်ခြင်း Future Generation အဖွဲ့ Lift Service ကနေပြီးတော့ Lift Number 4က Art Battery လေးလုံးကိုလဲလှယ်ပေးခြင်း Breaker များပြန်လည်တက်ဆင်ဖို့ရာ400 kVA generator ကို ATX ဆိတ်ဆက်ဖို့ရာအတွက်တက်ဆိုင်ရာ PE ကျူစီတွေနဲ့ဆွေးနွေးပြီးတော့ on ground စစ်ဆေးနေခြင်းဟုတ်ကဲ့ပါအခုညမပြောပြပေးသွားတာကတော့ Video Management တင်းရဲ့2025အောက်တိုဘာလမှာလှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ချက်တွေပဲဖြစ်ပါတယ်ရှင်။နိုဝင်ဘာလရဲ့ဆောင်ရွက်ချက်တွေကိုတော့နောက်ထပ်ဗီဒီယိုလေးမှာဆက်ပြီးတော့ပြပြပေးပါမယ်ရှင်။